ဦးဇင်းရဲ့ကုသိုလ်ဘက်ကဆရာလုပ်ငန်းနဲ့အကျိုးဝင်ပြီးကြင့်ကြံအလုံးကိစ္စလုပ်ငန်းပြိပအကွယ်မှာဖြစ်မှန်ရတယ်ဆိုတာတန်ဖိုးအကဲမဖြောင်းဖြစ်နေတဲ့အချိန်ခွင့်ရပဲလို့မပါတခါကြီးတွေကမကြီးရသို့တော်လည်းပဲသီလသမာဓိအထူးတဲ့ကောင်းလာလို့ရှိမှဖြစ်ရင်သမထကဝိပဿနာဒီကုသိုလ်ပြုတဲ့ရရှိတဲ့ခွင့်ရအချိန်တခုအကျိုးခုနကဒီနေ့ရနဲ့သွားမှမိလျော်မှုဒီကင်းလို့စိတ်ရည်ချင်းစင်ကြယ်စွာကောင်းတဲ့အဖြစ်ကောင်းတဲ့အကျိုးကိုဖို့ကိုယ်တိုင်ကျင်ပြုံးတော့တန်းရှင်းဖြစ်တော့ကြအောင်မှဖြစ်ပါလေကြိုးစားပြီးတော့အားထုတ်ရတယ်ဒါကြီးဒီကမှခန္ဓာဆိုတာကောင်းတာပါခုမှဖြစ်ကိစ္စနဲ့တွေ့ကိစ္စဆိုတဲ့ကိစ္စနဲ့တွေ့နေရတာမြတ်ကာလပတ်လုံးကောင်းတဲ့ခန္ဓာပဲရမကောင်းတာဖြစ်တော့တယ်ဒီသဘောတွေသိတာတော့ဒကာကြီးတွေဒကာမကြီးကောင်းတဲ့ဘဝကောင်းတဲ့အချိန်ကြီးကောင်းတဲ့အရှုကနေဖြစ်စီနေအရှင်ခိုင်အောင်ဒါကြောင့်သမထဆိုတဲ့အရှုခံနဲ့ဝိပဿနာအရှုညာနဲ့ထိမ့်သိမ့်စောက်စီးနိုင်မှာတည်ငြိမ်မှုကိစ္စလေးနဲ့အမှန်တရားကိုပြုတဲ့လုပ်ငန်းလေးဟာအရှင်တို့အကျိုးပူးတွဲပြီးတန်းဆန့်ရှင်းနဲ့တခါတည်းပြန့်ကျဲရတခါကြီးတွေအရှင်တို့ကောင်းတော့ကြပါလိမ့်မယ်ဒီသဘောကြီးသိထားအောင်အဲ့ဒီအရှင်တကူဆိုတာကတော့ကံအရှင်အစ်စ်တကူပဲနော်နိဗ္ဗာန်ကိုလည်းအထောက်အကူရတယ်လေမိမိတို့လွတ်ရဲဆိုင်ရာကိစ္စမှလည်းအထောက်အကူရတယ်အဲ့ဒါပြည့်ပြည့်နစ်နစ်နဲ့မရွေ့မဆောင်ရအောင်ကြိုးစားဟမ်ဒါကြီးဦးဇင်းကသိပြီးသားလေနော်သိလို့လည်းဟောနေတာပါဒါပေမဲ့ဦးဇင်းဖို့တော့ဦးဇင်းဓာရီရောအာမကူတော့ဒကာကြီးတွေဒကာမကြီးတွေခုနသောတပန်ဖြစ်သွားလို့ရှိရင်လည်းသောတပန်ဆိုနတ်ပြည်ရောက်တော့ကြနတ်ပြည်ဆိုတဲ့ကိစ္စတခုဆိုဒကာပြောမှပြင်ပြောတာပြောတယ်ဒကာမကြီးဒီကကုသိုလ်ဘက်ကဆင်လုပ်ငန်းတိရသမာဓိတွေဆိုနတ်ပြည်ရောက်မေ့ကုန်ဒကာကြီးတွေဒကာမကြီးဒီတော့သမာဓိနတ်ပြည်ရောက်ဘုံမေ့ကုန်အင်မတန်မှစည်းရင်ခံစားရတယ်ဆိုတဲ့အခြေအနေကနတ်ပြည်မှာအလွန်ကြုံခံစားရတယ်လူပြည်နဲ့ကြွားတယ်လို့ဆိုတာမှတ်ကြပါလို့ပြောရည်မဲ့ညာတော့မလိုက်နိုင်ဘူးတော့မဲ့ညာဆိုတဲ့ကိစ္စတခုဆိုတာကလည်းတော်တော်ခရင်မှာခရင်ပေမဲ့ကျင့်လို့ရပါတယ်တဲ့ဒကာကြီးတွေကမကျင့်မင်းတော့ဒါကြောင့်မို့ငါတို့ခန္ဓာကိုယ်အစဉ်ရရှိတဲ့သင်္ခါရအခြေခံကကံဆိုတဲ့အလုံးမှာဉာဏ်ကနေဥဆောင်သွားရမယ်ကိစ္စလည်းငါအတိကျအောင်ကြိုးစားရတယ်သင်္ခါရဆိုတာစေနာကိုပြောတာဒါရမောပြပြမှုစေနာဓာတ်ပြီးမှုဝိညာဉ်ဆိုတဲ့ကိစ္စတခုဆိုတာထိုဓာတ်ပေါ်မှာအိမ်သောတရားဆောက်ခြင်းကိစ္စအကြောင်းခြေကမှုကြောင့်ဖြစ်တယ်သောပါရဓာကြီးတွေကမှကြီးဦးဇင်းတော့စာနဲ့ညှိနှိုင်းနေတယ်ဒီခန္ဓာကြီးကတနေ့အိုရာကပြူလာတာမရှိဘူးတခါကြီးအဟောင်းဖြစ်နေအရှိန်ကောင်းတယ်လို့ဖြစ်စီနဲ့ခွင်တစ်ခုပေါ်မှာဉာဏ်အမြင်နဲ့ရှိသွားကြပါတတိဉာဏ်ရှင်တမ္ပဇေအမှန်မြင်ဖို့ဝိပဿနာရှိသောနာကျူးစားဓမ္မဝိပဿနာဆိုတာပြဿနာမပေါ်ခြင်းနဲ့လို့တတိပိအာပြုကအမြဲတမ်းရှိထရမှာကိစ္စလုပ်ငန်းတစ်ခုဖြစ်တယ်ခန္ဓာ၅ပါးလို့စာဓမ္မပြောနေတယ်စာပြောသလိုခန္ဓာနဲ့တွင်ကြီးစခန်းပေါက်ကြိုးစားမှာ
ဒိဋ္ဌိဆိုတဲ့အယူမှအမှတ်မှားရပြုတ်သွားလို့ရှိရင်ခုနကဘာဖြစ်လဲရုပ်ပဲနာပဲလို့အတိအကျပိုင်းခြားနေတဲ့ပဋိညာဉ်အပြည့်တို့ကြားအောင်နိုင်တာဒါကြောင့်မို့လို့ခန္ဓာကိုယ်အစဉ်နဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စဇာလို့ပြောပေမဲ့လက်တွေ့လက်ပုလက်ကျအနှစ်အသာနိုင်နိုင်ချွတ်ချွတ်ကြီးကိုကျင့်နိုင်မှုကိစ္စအရေးကြီးတဲ့သဘောပဲခင်ဗျာတန်လျာယုံမှရှိတဲ့ဝိသိကိစ္စဆိုတဲ့ကိစ္စတွေကယုံနဲ့နာအထင်ရှားမရှိသေးလို့မသိသေးလို့ယုံနဲ့နာမသိတော့လို့ဆိုရင်ယုံနဲ့နာအကြောင်းကျိုးသိယုံမှတန်လျာမရှိတော့ပါဘူးကင်းသွားဒါကြောင့်မို့အကြောင်းယုံနာဆိုတဲ့ကိစ္စအပေါ်ကနေပြီးတော့ဝိသိကိစ္စဆိုတဲ့တန်လျာမကင်းတဲ့အမြင်မျိုးကျွတ်ပြီးတော့ကင်္ခာဝုဒ္ဓနီတန်ရှင်းစင်ကြယ်ပြီးအတိအကျကြနာနာဒကာကြီးတွေဒကာမကြီးဒီပေါ်မှာတည်နေလို့ရှိရင်လောကီကိစ္စပြီးတယ်လောကုတ္တရာကိစ္စလည်းရောက်နိုင်တယ်အကယ်၍လောကုတ္တရာကိစ္စအကြည့်စားကိုမရတော့လေဒကာကြီးတန်ချင်းချင်းစင်ကျင်ကျင်ကျဲခန့်ကညာညာဒီဖြစ်စွမ်းတဲ့ရှိခါမှာလို့ဒကာကြီးတွေဒကာမကြီးတွေယုံနာကိုမသိသည့်အတွက်ရထိုရုပ်ဆိုတဲ့ယုံနာကိုလည်းမသိဘူးယုံနာအကြောင်းကျိုးကိုလည်းမသိဘူးယုံနာသဘောလက္ခဏာလည်းမသိဒါကြောင့်လောဘတိကဒေါသတိကမောဟတိကအဲ့လိုတိတာအလောဘတွေကတ်လာတဲ့အခါအဒေါသတွေကတ်လာအမောဟတွေကတ်လာဒကာကြီးတွေစိတ်ချရအောင်ဒီလောကီမှာလည်းစိတ်ချရလောဘမရှိတော့ဘယ်လိုလုပ်ပြီးတော့စီးပွားရေးချမလဲလို့ဒီအတိမျိုးမရောက်ဟမ်ခန္ဓာကိုကျင့်မှသိနိုင်တဲ့အလုပ်ငန်းတစ်ခုဖြစ်တယ်ခန္ဓာကမကြည့်ရနာလောဘနဲ့လုံးမှရတယ်လို့ဒေါသနဲ့ကြောင့်ရတယ်လောဘဒေါသနဲ့လုပ်လို့ရှိအပေကြီးလည်းသွားနေတယ်မကောင်းမှမကောင်းလားတရားဒိဋ္ဌိပြုံးရှာရတယ်ဒီသဘောတွေသိထားဒိဋ္ဌိပြုံးမရှင်းတော့သိမလွယ်ဘူးဒိဋ္ဌိဆိုတာပုဂ္ဂိုလ်တ attva အမြင်မျိုးအဲ့ဒီဒိဋ္ဌိရှိနေသမျှကာလပတ်လုံးတော့အယူမှအမှားမှအစွဲမှမိစ္ဆာဝိတ္တကြီးလို့ခေါ်တယ်မိစ္ဆာဝိတ္တဒီသဘောတည်းတရားတော်တခါကြီးတွေတော့ဒါကြောင့်မှကျင့်ပါအားထုတ်ပါဝိရိယဆိုတဲ့တရားဟာအမြဲတမ်းကုသိုလ်အကုသိုလ်တွေကသူကနေအကုသိုလ်မှာကုသိုလ်ဖြစ်အောင်သူကရှေ့တန်းသွားနေတဲ့အရာဝတ္ထုတစ်ခုဒါအကုသိုလ်မဟုတ်ဒါကုသိုလ်မဟုတ်ဆိုတော့သူကသိကောင်းတဲ့ဘက်ကဆိုင်ရာကုသိုလ်ဘက်ကတွန်းအားကိုရအောင်ဝိရိယဆိုတဲ့တွန်းအားရင့်တန်ကိုကိစ္စသိရည်ဒါကြောင့်သရဝိရိယသရဆိုတာကလည်းယုံကြည်တယ်ဆိုတဲ့ကိစ္စကိစ္စနဲ့ရှင်းပြီးယုံကြည်မှုကိစ္စသရကိုအလိုမရှိနဲ့ကိစ္စယုံကြည်မှုဆိုတာကသူကပုဂ္ဂိုလ်တ attva မြင်တယ်အစစ်အမှန်တရားကတော့ပုဂ္ဂိုလ်တ attva မမြင်မှန်မှန်ကန်ကန်နဲ့ဖြောက်ဖြောက်တန်းတန်းတူတဲ့အမှန်တရားကိုယုံကြည်တာမှသဘောအကျဒါရတရားမရှိဘူးလို့ဆိုတာဒါပြောတချို့ချင်းပြောရမှာဆိုရင်တရားရှိတယ်ဆိုတာကိုယ်ရှင်မျိုးတွေကိုယ်အတိုက်ကအဲ့ဒါဟာငါမဆိုးလို့မငါရကြိုးစားလို့ဒီတရားမျိုးတော့ရာခနဲ့ရှိဘယ်ပုဂ္ဂိုလ်သတ္တဝါမျိုးယုံနေနိုင်ရှိတော့ဘယ်ပုဂ္ဂိုလ်မျိုးကုန်လုံးလူချင်းသလိုကိုယ်စိတ်ကကိစ္စနဲ့မရှင်းစေတဲ့တရားမျိုးအဲ့ဒါအဖြစ်မှတရားကောင်းတရားကောင်းလို့ဆရာတရားအကြောင်းကိုကောင်းအောင်သိရင်ကြည်လင်းတယ်ကောင်းအောင်သိရင်နည်းနည်းနောက်တက်တာနာတရားလွန်တော့ຢာကခန္ဓာကိုသိပါလို့ဦးဇင်းအဲ့ဒါ
တရားယုတ်ခန္ဓာကိုယ်အစဉ်တစ်ခုအပြင်မှရတဲ့အရှုခံတစ်ခုပေါ်လာလို့ရှိရင်တရားဆိုတဲ့ကိစ္စလုံးငါကိစ္စနဲ့မရှင်တဲ့ယုံကြည်ချက်တစ်ခုအားပြုပြီးရှိသွားလို့ရှိရင်ခုနဇွဲဆိုတဲ့ဝိရိယအမှန်တရားအတိတ်ကြမှန်ကန်တဲ့ကုသဘက်ကအားရှိပြီးတော့တိရိကထိန်းချုပ်လိုက်ရင်တော့တည်ငြိမ်မှုစိတ်တွေကုသဘက်အကုန်လုံးပါလာတော့ဒကာကြီးဒကာမရဲ့ဒုက္ခိဘက်ကတာဝန်နေရအကောင်းဆုံးတာဝန်ဖြစ်သွားအကောင်းဆုံးတာဝန်ဖြစ်သွားအဲ့ဒါအကောင်းဆုံးတာဝန်ဖြစ်သွားတဲ့အတွက်ကြောင့်မို့တည်ငြိမ်မှုစိတ်ဖြစ်လာတဲ့ဒကာကြီးအတွက်ပဲဒကာမကြီးတွေအတွက်ဥစဉ်တို့အတွက်ငါတို့အတွက်ဖြစ်လာတယ်ဟမ်ဒကာကြီးဒကာမကြီးတွေစိတ်ဆိုတာအမတန်မှထိရခဲ့တယ်ဆိုတာဒီစိတ်ကိုမထိမ့်နဲ့ငါလောက်တာပဲငါပဲဘာပဲညာဖြစ်လာဥစဉ်အခုပြောပြနေတဲ့အချက်အရဒကာတို့ဒကာမတို့သိနာတယ်ဘူးချင်းတင်ပြဝိရိယလွန်တော့အောက်ထစ်ဆဝိရိယဆိုတာကိလေသာနဲ့ရှင်နေဆိုတော့လေအောက်ထစ်ဆဖြစ်ရတာဝိရိယအောက်ထစ်ဆကိလေသာနဲ့မရှင်နေအောက်ထစ်ဆမဖြစ်နိုင်ပါဘူးသမုတ်တရားဆိုတဲ့ဩဃာကြီးကိုကုမြောက်ကိစ္စဝိရိယမရှိဘူးလို့ဆိုဘယ်နည်းနဲ့မှကုမြောက်နိုင်မှာမဟုတ်တစ်ဖက်ကအကုသိုလ်တစ်ဖက်ကကုသိုလ်ရှင်ပြန်ရင်တော့တစ်ဖက်ပြည့်နေလို့ရှိရင်ဟိုဘက်ကမ်းရဖို့ကသိမလို့ဟိုကောက်လိုက်ဒီကောက်လိုက်ဒီကောက်လိုက်ဟိုကောက်လိုက်ဖြစ်ဒီလားအရှင်းမှန်နဲ့တော့ဝိရိယအရှင်းမှန်နဲ့တော့ဖြောက်နဲ့ရောက်သွားဝိပဿနာနဲ့ဆိုတဲ့မဲ့ညာဆိုတာကတော့တစ်ဖက်ကမ်းနေပါပဲတစ်ဖက်ကမ်းကဘာဖြစ်ရဒရာဆိုတဲ့ကိစ္စလုပ်ငန်းတစ်ဖက်ကမ်းကဝိရိယနဲ့ပုဂ္ဂိုလ်ကိစ္စလုပ်ငန်းအဲ့ဒီဝိပဿနာညာမဲ့ညာဆိုတဲ့အဖြစ်သို့မကြရောက်ပဲကိရိယာမြင်နဲ့ရှိသောပြုနေတော့ကောက်ကူနဲ့လိုပဲပေါ့မရောက်တော့လည်းမြုပ်သွားရတော့ဒီတော်ကြီးသိထားပါမရှင်းဘူးလားဒကာကြီးအဲ့ဒါဥစဉ်ဥပြောနေဟောနေညွန်ပြပေးနေတယ်ဆိုတဲ့ကိစ္စဒကာကြီးဒကာမခန္ဓာအစဉ်ဖြေယူကြပါခန္ဓာအစဉ်အဖြေရင်သိသွားပါလိမ့်ဘဝတာခရီးတစ်ခုဆိုတာကတော့ဒီအေးရမှာဒီချိန်ခါဒီကာလမှာကုသိုလ်ဆိုတာလည်းအစစ်မှန်ဖြစ်ရမယ်အကုသိုလ်ဆိုတာလည်းအစစ်မှန်ဖြစ်လို့သိရမယ်အကုသိုလ်ကမကောင်းဘူးမကောင်းတော့ဆက်ဆံကြမလို့မကောင်းဘူးကုသိုလ်ဆိုတဲ့ကောင်းတယ်ဆိုတဲ့ဆက်ဆံကြရှိတဲ့အစစ်မှန်ဖြစ်လို့ကြောက်သွားကြောက်ရတော့ကုသိုလ်ကနေအမှန်ဆုံးလုပ်ငန်းကိုအထောက်အဖြစ်ဒီသဘောတွေကိုသိထားအခုတရားကြီးတွေဒကာမကြီးတွေရရှိတဲ့အခွင့်အရေးဆိုတဲ့ကိစ္စခန္ဓာကိုယ်အစဉ်တစ်ခုမှပုဂ္ဂိုလ်တ attva ငါသူတော်ယောက်ျားမင်းကလူနာပြင်မှာအသက်လိပ်ပြာဆိုတဲ့အယူဆအတ္တဇီဝအနေအမြင်မှန်တမာတိရှိသောပြုနိုင်သေးတဲ့ထို့အပေါ်မှာမှန်တယ်လို့ပဲထင်နေရဒါကြောင့်မို့ဦးဇင်းကခါတဲ့ခွဲပြလိုက်တယ်လေခုပြီးတစ်ခုသူများတရုပ်တွက်တယ်သူကတရုပ်တွက်တယ်ဆိုတာသဘောပေါက်အောင်ပြတာပြောတာနောက်ဆုံးဥစဉ်ကတည်းကတစ်ခါအချင်းချုပ်ရဩယုံနဲ့နံတစ်ခုပါလားအမြင်တစ်ခုတည်းဖြစ်သွားမိစ္ဆာအမြင်ဆိုတဲ့ကိစ္စလွတ်သွားပြီးတမန်အမြင်ကြောက်တဲ့လောကီဝိပဿနာကမ္မလောကီဝိပဿနာကညာအဖြစ်ဆိုကြောက်အဲ့ဒီဖြစ်ရောက်တော့ဒကာကြီးတွေဒကာမကြီးတောင်တော်တော်လေးပေါ့သွားအဲ့ဒါကြောင့်ဒီစိတ်ရောကျိုးစားတရားတတိတစ်ခုဆိုတဲ့ကိစ္စလုပ်ငန်းအမြဲအတိမလို့ပဲ
တွဲဖက်ပြုပြီးတော့အကျိုးရှိအောင်တန်တန်ရှင်းရှင်းနဲ့ပြိပအနေပฏิပတ်ကွက်မှာဖြည့်ရှင်းမှုကိစ္စလုပ်ငန်းလေးဖြစ်စီအောင်ကြိုးစားပြီးအထောက်ကြပါကိုမထတာကြီးတွေဒကာမကြီးအခုဒကာကြီးတွေဒကာမကြီးတွေစိတ်နိုင်တော့မရှိဘူးဦးဇင်းသိပါမနိုင်ဘူးမနိုင်စိတ်ဆိုတာအတင်းတော့ဦးဇင်းစိတ်ဦးဇင်းနိုင်အားထုတ်ရတခါနှာခေါင်းပေါအောင်ကြိုးစားနောက်တော့လည်းဘာမှလည်းမဟုတ်စိတ်လေးတည်ငြိမ်မှုကိစ္စတန်ဖိုးရှိရုပ်ဝေဒနာတစ်ခုပေါက်ပြမှုကိစ္စလုံငါကိုကသတိနဲ့စီးတော့လောကကိစ္စနဲ့ပြောရမယ်ဆိုရင်ဖြင့်အတိတိတ်မလွတ်တော့ပြည့်ပြည့်မှုကိစ္စလုံငန်းလေးကအမှားမဖြစ်တော့အတိတက်တာပြည့်ပြည့်မှုကိစ္စလေးကအမှားဖြစ်သွားတော့ခမခန္ဓာမှာစိတ်ရင်းရှိတော့ပြင်ထွက်သွားအပြင်ထွက်တော့အမှားဖြစ်သွားအမှားဖြစ်သွားတော့ဆိုတော့ခဏပေါ်မှာအိမ်တော့တရားဆောက်နေတော့တာတည်တဲ့အခါကျတော့လောက်ကြီးဖြစ်တော့ကိုယ်ခန္ဓာကိုပြန်စားဟာငါကြီးတွေဟောဒီသဘောလေးတည်တော့ကိုယ်ခန္ဓာကောင်းတဲ့ဘာလို့မှမရှိဘူးယုံနဲ့နံဆိုတဲ့ကိစ္စသဘောလက္ခဏာအတိအကျကြကြနာနာသဘောလက္ခဏာကိုသိလို့တဏှာလက္ခဏာနဲ့ဆိုင်တဲ့အမှုသွားဉာဏ်အစဉ်လေးအတိအကျကြကြနာနာကတဏှာလက္ခဏာအကုန်လုံးဆိုင်သဘောလက္ခဏာမဆိုင်သူ့သဘောနဲ့သူဖြစ်ဒါပြောရကျင်းရတယ်အဲစိတ်တက္ကဏတစ်ခုလေးမှာသဘောအမြင်တစ်ခုကနေတဏှာအမြင်လေးအုတ်ထိန်အုတ်ချုံဖြစ်တော့ဩတစ်ခုတည်းမမြဲတဲ့သဘောတရားအစိုးမရအနတ္တငါမပါပါလားအဲ့ဒီပုံမှာသိရကိုလူတတ်တဲ့ဟာကြီးကအကုန်လုံးကိုနာကတ်တော့တာပဲဖြတ်ဆိုတရားဒါကြီးအရှင်ကိုကျွေးရထိန်းနေဆိုနတ်ပြည်ရောက်ရင်လည်းရောက်သွားရောက်တဲ့အခါကျတော့လဲတဘာကြတော့သူများနဲ့မတူသူမျိုးပြောင်းသွားဟမ်ဒကာကြီးဒကာမကြီးတွေဥစဉ်ဒါပြောတာပါဒကာကြီးဒကာမကြီးတွေမြောက်ပေးတာတော့မဟုတ်ဘူးနော်ဒကာကြီးလောက်ကြပါကျင့်ကြပါအားထုတ်ကြပါအခွင့်အရေးမြတ်စွာဘုရားဖိပရိယဒေသနာဆိုတဲ့ကိစ္စဩဝါဒကိုနာယူမှတ်သားကကျင့်ရမယ့်ကိစ္စလုပ်ငန်းကိုမရှက်ကြနဲ့မကျင့်ကြဘူးဒါကိုယ်စိတ်လေးကိုမဖြစ်စေနဲ့တချို့ဆရာတော်ကြီးတွေကပြောဦးဇင်းတို့တရားပြနေတယ်ဆိုတဲ့ကိစ္စတွေကကြမ်းကြည့်တော့ပင်ကိုကလည်းကြောက်နေတာပဲသွားပြီးကြမ်းကြပြပင်ကိုကကြောက်နေတာဆိုတဲ့ကိစ္စကြမ်းကြသူကလည်းပဲပင်ကိုကဒီဘဝရမြဲတာမှမဟုတ်တာချော့မော့ပြီးတော့သူ့ကြရနနာကြီးကိုသူ့ပြတ်သမှုကိစ္စလွယ်ရတဲ့ကိစ္စတခုမဟုတ်မကြည့်ရင်လည်းမလာနဲ့ပေါ့တရားကိုကြောက်ရမယ်စာသူခန္ဓာကိုအမှန်လုံးမိစ္ဆာအမြင်ဒိဋ္ဌိကိုကြောက်ဖို့ကိစ္စသူမှမသိတယ်ခန္ဓာသိတာတော့မကြောက်ဘူးအမှန်လုံးนี่ပါတော့မှကြောက်မဉ္ဇဏ်ပညာဆိုတဲ့ကိစ္စဆိုတော့နန်းစီတော့ပြည့်တဲ့ကိတာလေးရ6စိတ်တစိတ်အဲ့ဒီတစိတ်ဒီပါတော့မှမဉ္ဇဏ်ပညာရဖို့သိမလွယ်အဲ့ဒီထိကျင့်လာတာဒီသဘောတွေကိုသိတာအဲ့ဒါကြောင့်မို့ပြပြင်းမှုခန္ဓာကိုယ်အစဉ်တစ်ခုသင်္ကာရဆိုတဲ့အပေါ်ကဒိဋ္ဌိအမြင်လေးရှိမသွားရပဲအကြောင်းအကျိုးအကြောင်းနဲ့ဖြစ်လာရတဲ့သဘောလုပ်ငန်းတော့ကနေတာမညလက်ကဥစ္စည်းဥစ္စည်းဘယ်အခါမှငါဟာငါဥစ္စာငါမရှိပါလားလို့ဆိုတိကျကြရနာသိအောင်ကြိုးစားစိတ်ထင်မြင်ရစိတ်ဆိုတဲ့ကိစ္စကိသာတွဲဖက်မှုပြုတ်တဲ့ထင်ညှိလို့ရှိရင်တိခံလည်းမှားတော့တတ်တာအကုသိုလ်ဆိုတာလေအကုသိုလ်ပဲလို့သိတယ်ဒါကုသိုလ်ဆိုတာလေကုသိုလ်ပဲသိတယ်အဲ့ဒါတိခံမှားသွားတော့အကုသိုလ်ကိုကုသိုလ်ဖြစ်အောင်လုပ်သွားပြီးအမှားဖြစ်တော့ဒီသဘောတည်းဒါကြောင့်ကြိုက်တုံကြိုက်ဆဲ
စိတ်အထင်မညှိပါပဲခုနကတော့ဘာဖြစ်လဲတတိဆိုတဲ့ရှေ့သွားပြုတ်တာစိတ်စဉ်တန့်ချင်းတည်ငြိမ်ကိစ္စအမှန်အရှုတံမြင်ပြီးမှန်တဲ့ဆိုတဲ့ကိစ္စတစ်ခုအဖြစ်ဆိုကြက်ရမှားပဲမှန်တာလေးရခင်တွေလို့အရှုကံမှန်အရှုဉာဏ်ရှိသွားပြုနိုင်ပြီးအမှားကုန်ဉာဏ်အမြင်ဆိုတဲ့ကိစ္စရရှိသွားလို့ရှိရင်ဒကာတို့ဒကာမတို့အဖို့မှာတာဝန်ကြည်ပြီးတပြေးပြီးဒကာကြီးတွေဘယ်လိုပဲကုသိုလ်ဆိုတာကအကုသိုလ်ဆိုတာကနှမျိုးစီတဲ့လက္ခဏာသဘောကတော့မတူအကုသိုလ်ကဘယ်လိုပဲပေါ့ပေါ့ရေမြုပ်တာပဲကြောက်ခဲလေးဘယ်လိုပဲတေးသေးရေဓမ္မတော့မြုပ်တာအတုံးကြီးမှမြုပ်တာငယ်ငယ်လည်းပြုတ်တာအကုသိုလ်လည်းဤငယ်ငယ်လည်းမြုပ်တာပဲမပေါ့ကုသိုလ်ဆိုတာဘယ်လိုပဲဤချချကုသိုလ်အကြီးပါပေါ်တာပဲငယ်ငယ်လည်းပေါ်တာပူပြီးငယ်လည်းပူပြီးပေါ်တာဒီသဘောကမှတ်ထားပါလို့ယခုရရှိတဲ့ခန္ဓာကိုယ်ရည်တစ်ခုကုသိုလ်ဘက်ကဇံလုံးကအကျိုးပြုနေတဲ့အချိန်ခါကာလအခါသမယကြီးမှာမြတ်စွာဘုရားအာနာတော်ပြန့်နှံ့တဲ့အချိန်ခွင့်ရည်ကြီးမြတ်စွာဘုရားအကျင့်တရားမှန်ကန်မှုကိစ္စလုံးကရှိထားဖို့ရှိထားနေတဲ့အခွင့်ရည်ကြီးဒီအခွင့်ရည်လွတ်အောင်သိမ်းရှောင်ကချောင်ပယ်ကမသွားကြပါနဲ့ဦးဇင်းတင်ပြနော်ဒကာကြီးတွေဒကာမကြီးမြတ်စွာဘုရားခေါ်တဲ့အကျဉ်းချုပ်နေအာဖြစ်ခန္ဓာ၅ပါးယုံနာတစ်ပါးလို့အဲ့ဒီယုံနာတစ်ပါးလို့ဒကာကြီးခန္ဓာ၅ပါးဆိုတဲ့ကိစ္စတော့ခန္ဓာကိုယ်အစဉ်တစ်ခုကိုဖြစ်စီမှုကိစ္စလုပ်ငန်းဥတုကြောင့်၎င်းအာဟာရကြောင့်၎င်းစိတ်ကြောင့်၎င်းကံကြောင့်၎င်းကံအရှိကံကနေပြီးစိတ်ကနေပြီးတော့အာဟာရနဲ့ဥတုဒီတရား၄မျိုးတို့ဤအပြုအပြင်လုပ်ငန်းတွေအဖြစ်ကိုပြတ်ထန်းတဲ့အတွက်ကြောင့်ဒီအမှန်တရားမရှိရင်အမြင်မှားဆိုတဲ့ကိစ္စတွေဝင်လာလို့ရှိရင်အနောက်ရှက်တွေမကင်းပဲမိစ္ဆာအမြင်တွေရှိသွားပြီးတော့တမအမြင်မကြရတော့ဒါပြီးတဲ့မဲ့ကံပဲဆရာလုပ်ငန်းကတော့ကံတန်လေးအမိလို့ပြောတာကံဆိုတာဘယ်သူမှကောင်းတဲ့ဘက်ကဆင်းရမကောင်းတဲ့ဘက်ကဆင်းပြောပါဦးမယ်လေတခါကြီးတယောက်ဆိုတာသူများပြောတာကြားဘူးကောင်းတဲ့ဘက်ကဆင်းရလုပ်ငန်းนี่အားပြုပြီးတော့သားတယောက်စီရှင်ပြုပဲရှင်ပြုမယ်ရှင်ပြီးဘွယ်ကြီးပေါ့သို့တော်တို့ရှင်ပြုတာတဲ့ရရှိတဲ့သားလေးပေါ့တန်ရောစဉ်သားလေးရှင်ပြုပြီးတော့မြတ်စွာဘုရားသာသနာတော်ရှစ်ပါးပြိက္ခာတို့ပြည့်ဝဝကြကြနာနာဂဂနာနာကိုရင်ပေါင်တို့အပြည့်သွတ်သွင်းရမှုကိစ္စလုပ်ငန်းစီနာဆိုတဲ့ကိစ္စသူတို့ကဒီလိုပြုလိုက်လို့ရှိရင်ဒါဟာဓမ္မနုက္ခလို့ဆိုတာအမြတ်ဆုံးလို့ဆိုရင်ဒါပေမဲ့ဒီကိုရင်အကြောင်းခံမှုကြောင့်ကိုရင်ဘဝတစ်ခုရောက်ဖို့ကိစ္စပြိတ္တဆိုတဲ့သံဃာတော်ရှင်မြတ်တို့နဲ့တကွာပြိတ္တတို့ပါကျွေးရမယ်ကုသဘက်ကဆံရလုပ်ငန်းကတော့နွားအကောင်လဲ2ကောင်3ကောင်ကုန်ကိုရင်ဘဝဖြစ်ရတယ်ဆိုတဲ့ကိစ္စနွားကလည်းပြောတယ်ငါတို့တော့သိရအောင်မယ်ငါတို့တော့သိရအောင်ဒါပေမဲ့ဥစဉ်ကတော့အသိတုန်းကဒီလိုပဲအဲ့ဒါသူတို့ပြောတာဥစဉ်ကြားအဲ့ဒီတကဥပဆိုတာသူ့သားလေးကိုရှင်ပြုဖို့ကိစ္စနဲ့ပတ်သက်အဲ့ဒီနွားမလေးတကောင်စီနံဝခြေတာကျွေးတာမွေးတာဒါဘာလို့ဒါလဲသားရှင်ဖို့အတွက်လေယန္တာပြိဿတွေကြည့်ဒုက္ခသားရှင်ဖို့အတွက်သိစ္စာဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲခုနဘယ်လိုပဲငယ်ငယ်သူကသိတယ်သိရမယ်ဆိုရင်မျက်ရည်လေးကျလို့တဲ့အဲ့ဒါဟာချက်ပြုတ်ဖို့ကိစ္စလုံကညှို့လာပြီးတော့ဆွဲသွားအဲ့ဒီခွေအဲ့ဒီနောင်မလေးကမသွားချင်ဘူးအော်နေတော့တာပဲ
တခါတယောက်ကွာမင်းတို့ဘာလို့အားလားမင်းတို့အလုပ်တာစိတ်မကောင်းလိုက်တာကွာမင်းတို့ကုသိုလ်တခါတည်းအရက်လေးခတ်မှုနဲ့ဆိုပါရဲ့ရှင်ပြုဒါကြောင့်မို့ဦးဇင်းငရဲမှရောက်သွားငရဲမှရောက်သွားတဲ့အခါကျတော့မှန်တဲ့တစ်ခုကဒီတခါကြီးကဒီဓမ္မယုံကြအကျေကြီးအဲ့တော့ခုနအလင်းဓာတ်ကြီးကတော့ရှိတာတော့စိတ်နဲ့ကြည်နေတော့အာယုံပေါ်လာအာယုံကပေါ်လာတဲ့အခါကျတော့ဒီမန္တကြီးကျက်ခမ်းနားလိုက်တာစီစီကားကတက်တက်မြဲမြဲကြီးပေါ့ပန်းနေဆွဲတာပန်းနေကတ်ထားလိုက်တာတခါလေကြီးညိုစရာဥစဉ်ခန္ဓာကိုလည်းဥစဉ်ပြန်ပြီးတော့သုံးသတ်တယ်ဟိုအရှုခံကိုလည်းဥစဉ်မပြတ်ဘူးသူဘယ်လိုသိရမလဲကိုယ်စဉ်ခန္ဓာနဲ့ဘယ်လိုသိရမလဲဆိုတော့ဥစဉ်အဲ့ဒါနဲ့ဥစဉ်နဲ့အဝေးဆိုတော့အဲ့ဒီမန္တရဲ့စိတ်နဲ့ဆွဲရတယ်ဓမ္မတိနဲ့စိတ်နဲ့ဆွဲဥစဉ်အနာရောက်အဲ့ဒါအစအလေဆုံးရှုကိစ္စလုပ်ငန်းလေးဘယ်လိုဖြစ်မလဲဆိုအစဆုံးတတိဖြစ်စိတ်နဲ့ကြည်ပြီးရှုပေါ်နေတာဒါနဲ့အထဲမှာဆိုတာကစားတော့ဖုံးကြီးတွေလည်းပါတယ်ဗျာနောက်တော့လူတွေလည်းအပြည့်ကြီးပဲမန္တကြီးရဲ့တိုက်တိုက်မြက်မြက်ကြီးပေါ့ဒါကြီးကမန်းနေဆွဲလာတာအဲ့ဒီတခါဘာကိုယ်ခန္ဓာကိုပြန်ကြည့်လိုက်တော့ဖြတ်ဟိုခန္ဓာနဲ့စိတ်နဲ့ကြည့်တဲ့ဟိုကိုယ်အပြင်ကဖြစ်နေတဲ့အာယုံယူတခါစိတ်နဲ့ပြန်ကြည့်တော့ဟိုကအာယုံကြီးအမြင်ကတော့ဓာတ်တွေဆွဲလာမန္တကြီးကပန်းမဟုတ်ဓာတ်ဖြစ်တယ်အဲ့ဒီထဲမှာဖုံးကြီးသောဘာသောနားမလဲဘူးဓာတ်ပြုတ်ကြတယ်ကသွေးတွေဖြန်းနေငရဲခံရတာအဲ့ဒါစာမဖြစ်ဘူးတခါကြီးတဲ့မန္တငရဲအဲ့ဒီမန္တငရဲကဘာလို့ရှင်ပြုတဲ့ပုဂ္ဂိုလ်တွေနဲ့တူတယ်ရှင်ပြုတဲ့ပုဂ္ဂိုလ်တွေအခုကဥစဉ်ကငရဲကားနေဆိုတဲ့ငရဲဆိုတော့ရှစ်ထရှိတယ်ငရဲရှိတာရှိတယ်ငရဲဆိုတဲ့ကိစ္စလုံးငန်းဆိုနည်းနည်းအကုသိုလ်ဖြစ်တာနည်းနည်းငရဲခံရတာပဲဒါကြောင့်မို့ဒိဋ္ဌိအမြင်ပြုတ်ရေးကြည့်ဒိဋ္ဌိအမြင်ပြုတ်သွားလို့ဒီမှားတဲ့တရားမဖြစ်တော့ငရဲတွေပါပြုတ်သွားဆေးဖို့เสียရအောင်ပြီးဒါကြောင့်ဥစဉ်နာမယ်ပေးလိုက်တယ်တရားဥစ္စာဘာရင်းလဲဗျာဒီငရဲတွေကမြတ်စွာဘုရားဟောတယ်ဆိုတဲ့ကိစ္စတို့ငရဲရှိတာကြီးဘာဖြစ်ရှိတာလည်းမကပါလားရှင်တုံရဲ့မင်းကလည်းဒီဝတုတ္တသုတ်ဆိုရတတ္တဝမနဲ့မူတည်တာပေါ့ဒိဋ္ဌိမပြုတ်ရင်ဒီလိုပဲငရဲတီးတီးလည်းရှိရင်ငရဲငယ်လည်းရှိအချစရာတော့မကုန်ပါဘူးဒါကြောင့်ဘဝတခုရရှိတဲ့အချင်းကအခွင့်အရေးတခုဆိုတော့အင်မတန်မှအတိမအမြင်မှကြဖို့ကိစ္စလုံငန်းရရှိရေးအတွက်ဝိပဿနာကိုကျင့်ရတာငရဲလွတ်တာပေါ့ဒါကြောင့်ခုနငရဲမာနခရဲဆိုရင်ဥစဉ်အတိတ်တုန်းကလည်းသူများရှင်ပြုတာတွေဥစဉ်တွေ့တယ်ရှင်ပြုရတယ်တွေ့တယ်ဝက်တွေမွေးတာကြက်တွေမွေးတာဘယ်နဲ့လို့တော့အောင်လဲဒါဗုဒ္ဓဘာသာမဆိုဘူးလားအဲ့ဒီဗုဒ္ဓဘာသာတွေဟာဒါတင်းပြည့်ဗုဒ္ဓဘာသာတွေအကုသိုလ်တွေကုသိုလ်တွေအကုသိုလ်တွေအကုသိုလ်တွေအကုသိုလ်တွေဆိုတော့ဖာဆိုတဲ့ဖာတစ်ပိုင်းငါးတစ်ပိုင်းကုသိုလ်အဲ့ဒီဖာတစ်ပိုင်းငါးတစ်ပိုင်းကုသိုလ်ဖြစ်ရခြင်းကဒိဋ္ဌိအမြင်မရှင်းလို့ပေါ့တမန်အမြင်မရှင်းလို့ဒါကြောင့်မို့ကိုယ်ခန္ဓာဆိုတဲ့ကိစ္စလုံငန်းဆိုတာငရဲမှာဆိုရင်ကိစ္စဒကာကြီးဒကာမကြီးအခုဒကာကြီးဒကာမကြီးဥစဉ်တော့မရှိဘူးသို့တော့မရှိတော့လဲဝိပဿနာအမြင်မရောက်မှုကိစ္စအရှင်ကိုယ်ကလည်းအကုသိုလ်လုပ်ပြီးရဲ့ပုဂ္ဂိုလ်လည်းလုပ်မှာပဲမလုပ်ဘူးတဲ့ပုဂ္ဂိုလ်ကြီးလည်းမရှိမှာကုသိုလ်လုပ်ဘူးတဲ့အပိုင်းကနေပြီးအကုသိုလ်လုပ်တဲ့အပိုင်းကများလာတယ်အစွဲဟာများတယ်ဒါကြောင့်လွှခြင်းငရေတို့မာနငရေတို့နောက်ပြီးတော့ငရဲတွေအမျိုးမျိုးဟုတ်လားတချို့မှငရေဆိုတဲ့ကိစ္စကာရတာတန်ညတပီတော့ရှိရဲ့အထူပါတပီလက်ကမကဘူးလေစိတ်နဲ့ကြည့်လိုက်တော့ဒီအဝီးကြီးပဲ
အဲ့ဒီကနေထွက်လာတော့ငရဲသားတွေထွက်လာတော့ငရဲသားတွေဆိုတဲ့ကကြတော့ခုနတော့ဝန်းပဲတွေကလည်းထမ်းလာတဲ့ပုဂ္ဂိုလ်လည်းပါတယ်ကြက်တွေထမ်းလာတဲ့ပုဂ္ဂိုလ်လည်းပါတယ်ငှက်တွေထမ်းလာမျိုးမျိုးပေါ့အေးဘယ်နဲ့ဒီကြတယ်ငရဲကြီးမှာကြက်တွေပါတွေတောင်ရှိပါလားဘာလို့လဲလို့ဦးဇင်းကြည့်ဦးဇင်းအယုံချုပ်တာငရဲကန်းကို၄-၅ လရှုပြတယ်ဦးဇင်းခံရတဲ့ကိစ္စတွေဦးဇင်းပြောရတယ်ဘဝများလို့ထမ်းလာဆိုတော့အဲ့ဒါကြက်ပိတ်နေတာပဲတခါကြီးတခါမှထမ်းရတဲ့ပုဂ္ဂိုလ်တွေမိမလည်းရှိယောက်ျားလည်းရှိခေါင်းပေါ်မှာဓမ္မပြည့်ကြက်တွေရွက်တာလည်းရှိခုနထမ်းလာတဲ့တခါလေးရှိတော့ဦးဇင်းအနာဆိုတဲ့ခုနတန်ဗျာကြီးတန်တိုင်းသူတို့အဲ့ဒီအချိန်မှာဦးဇင်းကတွေ့တာခါတဲ့အဲ့ဒီတန်ကနေပြီးတော့လမ်းထိုးချလိုက်တာခါတယ်ကြည့်ရတာမလို့ဦးဇင်းခန္ဓာကိုလည်းအဲ့လမ်းကြီးနဲ့ထိုးထားတာလည်းတွေ့ရတယ်ဟိုးငါဥစ္စာမဟုတ်သေးဘူးဒါငါသိရင်တော့ဒုက္ခရောက်မှာအဲ့ဒါကနေဝိပဿနာနဲ့ချထည့်လိုက်တယ်ဒီငရေဆိုတော့မောမောကိုကြည်ထွသွားအော်မှန်ငရေလည်းမမြဲမလားဆိုသိရနော်ငရေတွေကရှစ်ထမကဘူးနော်ဒကာကြီးတို့ဒကာမအကုသိုလ်အမျိုးအစအမျိုးမျိုးလုံးရင်အမျိုးမျိုးငရေရှိမှာဒါကြောင့်ဒိဋ္ဌိပြုတ်ရှာပြန်ပြေးတာပဲမကုံမချင်းဒီလိုပဲဖြစ်နေအဲ့ဒါကြောင့်ဒီအပိုင်းခန့်ဆိုတာနောက်တနည်းအားဖြင့်ပြောရမယ်ဒကာကြီးဒကာမကြီးပြီးတော့နောက်တစ်ပါးဖြစ်ဆိုရင်ဖြင့်ဓာအသွားကြီးတပေတော့ရှိအရှိကတော့ပြောရမလို့ဆိုမှဖြစ်ရင်အခုဓမ္မယုံတော့ပေါ်တယ်တကန်းကြီးဓာကြီးဓာကြီးအပြားကြီးအမှန်ထက်တာကြည်ရှိရင်ပေါ့ဗျာအရှိခန္ဓာကိုယ်အစဉ်ကြည်ရှိအဲ့ဒီဟိငါတော့ဥစဉ်ဝိပဿနာအတုပဘောနာပြည့်နေတဲ့အချိန်ကအဲ့တော့အခါတဲ့ငယ်ကြီးတွေအားဒကာကြီးတွေဒကာမကြီးတွေဥစဉ်အဟုတ်တွေ့တာဒါတွေကအဟုတ်တွေ့တာဥစဉ်ပြောနေတာမဟုတ်အဟုတ်တွေ့တာဒါကြောင့်ကျောင်းဆရာတော်များပဲဘင်းနဲ့ငရဲရှိတာလည်းမကမလားအမျိုးမျိုးကြီးပလားငယ်အဲ့ဒါကြောင့်ခါတဲ့အလွတ်ယုံပြစ်တာဒကာကြီးတွေအလွတ်ယုံအားထုတ်လိုက်တယ်နောက်တော့ဒီငရဲဘာပြည့်လို့ဟိုအစကနေပြီးတော့ငရဲသားကြီးတွေတခါတဲ့ငရဲသားကြီးတွေအဲ့ဒီပုံမှာအဲ့ရတယ်တခါကြီးအဲ့ဒီအဲ့ရတော့နင်းနှစ်ဘက်ကတခါတဲ့တန်ခွားကြီးနဲ့ကျူးနဲ့ဆွဲတာသူကသူဆွဲတာဘယ်သူမှဆွဲတာမဟုတ်ဘူးသူကသူ့ကျိုးစုပေါ်လေကျွဲတခါတဲ့အဲ့ဒီတန်ပြားကြီးကသူ့ကြောကုန်းတွေပါဒီပေါ့ချစ်တာအုံးချစ်လို့ပေါ့ချစ်နဲ့အဲ့ဒါအဆုံးမှဆွဲဆောက်လိုက်တာတခါကုန်းဖျူဖြည်းဖြစ်ပြီးတော့တခါမတွေ့တော့နောက်ဟိုအစမှပြန်ဖြစ်နေတော့ပြန်တွေ့တယ်ဟာဒါလည်းမမြဲပါလားငါလည်းမမြဲပါလားဆိုဝိပဿနာဉာဏ်နဲ့အောက်တော့ဒါအဲ့ဒီငရေကြီးရဲ့ခါတဲ့ကြည်မွကုန်တော့မှတ်ထားလို့ဒီလိုရှိလာလားဒကာကြီးတွေဒကာမကြီးတွေဒါငရေရံကောင်းကြီးအဲ့ဒါတွေရှိတချို့ငရေကြီးကတော့မဟုတ်ဘူးဒကာကြီးတွေဒကာမဆင်ကောင်လောက်ရှိတဲ့ငရေကြီးဟာဆိုသွားနှစ်ချောင်းမရှိသူနေတဲ့ရီအိမ်ကတော့မဲနဲ့နေတာသူတို့ကြည်ရရတယ်ပြောရင်စိတ်နဲ့ကြည်တာပေါ့ဒီငရေကြီးကြည်ဟာဟိုသွားလိုက်ဒီသွားလိုက်ရှင်ကောင်ကြီးတော့ရှိတယ်ကျွေးကောင်ကြီးတော့ရှင်ကောင်ကြီးတော့ရှိတယ်ဒါဖြူတပတ်မဲတပတ်ဖြူတပတ်မဲတပတ်ဒီကောင်တော့ငါဝိပဿနာလက်နဲ့မိတော့မှာပဲအဲ့ဒါနဲ့ဟောပြုံးဆိုဖုံးကြီးတွေထီးနဲ့တခါတည်းထမ်းလာထီးနဲ့တည်းအေးဖုံးကြီးတွေတင်များမလားအေးဘယ်ကနေလာငါကိုကြကြတော့လေသင်္ကန်းဖုံးကြီးဩဒါငါတိတ်ကဖုံးကြီးဖြစ်လာတော့ငရေကြတယ်ဒါနဲ့အဲ့ဒီခါကျတော့တခါတည်းအလိုလိုနဲ့ဖုံးကြီးတွေခုံချတော့ဟိုကလည်းငရေကြီးကနေပြီးတော့လောက်ကြီးကဇက်နဲ့ခုံကြတဲ့ပုဂ္ဂိုလ်မခုံကြမရဘူးသူ့လိုလိုခုံကြတာ
ပြောသလိုလိုပဲသူတို့စားသလိုဖြစ်နေအကျိုးတွေဖြစ်အဲ့ဒါကတော့ဘင်ပုတ်ငရဲဆိုလားပါဆိုလည်းမသိဘူးအဲ့ဒီငရဲစားမျိုးလည်းတူတယ်နောက်ပြီးတော့တင်တုံးဆက်ငရဲဆိုတာအဲ့ဒီတင်တုံးဆက်ငရဲဆိုတဲ့ကိစ္စတစ်ခုဆိုတာအလျားအားဖြင့်ဒီနဲ့ပိုရှိတယ်ငါးတက်ရှိအပေါ်ထကဓာကအောက်ကိုထိုးလိုက်အောက်ထကဓာကအပေါ်ထိုးလိုက်ဘေးဘက်ဓာကဟိုဘက်ထိုးလိုက်ဒီဘေးဘက်ဓာကဟိုထိုးလိုက်ဟာအော်ရမခွန်းသူဒီလည်းတပြန်ပြန်ပါနဲ့ဘာဖြစ်လို့လဲမသိဩကိုယ်စိတ်ကိုယ်ခန္ဓာကိုယ်ပြင်ငါလည်းပဲဒီလိုပဲဖြစ်နေပါလားဩငါငရဲဒီဟာမှတ်ထားရအောင်ဆိုပြီးဩငါမှမမြဲတာငဲလည်းမမြဲဘူးငါလည်းမမြဲဘူးအပြက်ကြီးပါလားဆိုတော့ကင်ချလိုက်တာတခါတင်တုံးဆက်ဖျူဖျဲဖြစ်ပြီးတခါလည်းပျောက်သွားတော့တခါကြီးနေမှာဝိပဿနာဉာဏ်နဲ့အကူကြီးဒါကြောင့်ဝိပဿနာဉာဏ်အမြင်ရောက်မှဒိဋ္ဌိပြုတ်ဒိဋ္ဌိရမှအပယ်လွတ်တယ်ဆိုတာပြောသဘောပေါက်နားထောင်ဒိဋ္ဌိမပြုတ်သမျှကာလပလုံးတော့သိမလွယ်ဘူးတခါကြီးနေအဲ့ဒါသိမလွယ်နောက်ပြီးတော့ကြောင်ကြောင်ထဲမှာမှောင်းနေတာဘောင်းပြီးပြီးနေတယ်ဟောမိမယောက်ျားပြေးတယ်နော်ပြေးတာနောက်ပိုင်းကပြေးပြေးကြည့်ဘာလုပ်နေကြလဲဒီပုဂ္ဂိုလ်မတော်လဲចောင်းသားတည်သလားမဟုတ်ငရဲလိုက်တယ်ဟာနောက်ပိုင်းကမြားတွေလိုက်တယ်ကြီးကန်းတွေလိုက်တယ်ကြီးကန်းကိုလည်းမြားတွေထုတယ်မြားကိုလည်းအဲ့ဒါဟိုပို့တိုက်တာအပြေးလိုက်တာဖိုက်ဖိုက်လဲနေနိုင်ကြည့်ရတာပဲလဲခဏဟိုစုဘောအိတ်ပဇာကြီးတွေဟာမခံနိုင်ဘူးခံနိုင်တာငယ်တွေအမျိုးမျိုးအဲ့ဒါကိုဥစဉ်နဲ့အင်းဒီတိုင်းပဲဥစဉ်ခန္ဓာကိုဩငါငယ်ခံရတယ်ဘောတွေများတယ်အဲ့ဒါရှင်းပြတဲ့ဝိပဿနာတစ်ခါလဲစင်ပြောင်းထိန်ဝင်မှတ်ထားဒီလိုအဲ့ဒါကြောင့်နောက်ဘယ်လိုဖြစ်လာလဲဆိုတော့ဘောတခုရတာဘာပြန်မြင်နေမိစ္ဆာအမြင်ဝိပဿနာအမြင်များတော့တဲမလွယ်ဘူးတခါကြီးတွေကအဲ့ဒါဥစဉ်ကဟုတ်မြင်တာအဟုတ်မြင်တာဒီဒကာကြီးတွေဒကာမကြီးသိအောင်ဒါကြောင့်ခဏနာအဲ့ဒီအပိုင်းကစာအုပ်တအုပ်လောက်ရှိတယ်စိလိုက်တဲ့ညနဲ့တညနဲ့ဒီနေ့စစ်တယ်ညလည်းမအဲ့ရအဲ့ဆရာတော်စစ်တကယ်စစ်တာအဲ့ဒါဖြစ်တဲ့အဲ့ဒီဖြစ်ပြတဲ့အကြောင်းဒါကြောင့်မို့ခုကာလဆိုတဲ့ကိစ္စဆိုတာကကိုလှုပ်တတ်တဲ့အပြစ်တွေပြစ္ဆုတ်ပံဖြစ်စေဝိပဿနာအမြင်မျိုးကြောက်မဲ့အချိန်ခါကာလအဲ့ဒီငရဲတွေတွေ့တာသူလှုပ်တတ်တာအဲ့ဒီသူလှုပ်ထားတယ်ဒါပေမဲ့သူလှုပ်ထားသူမသိအာငရေကြီးပဲတွေ့နေရမဟုတ်ဘူးလို့သူချတော့မယ်အဲ့ဒါဝိပဿနာမရဘူးလို့ဆိုတော်တော်နဲ့ဒါကြောင့်ဝိပဿနာအမြင်ရပြုစားတခါကြီးမပြင်းကြနဲ့အဲ့ဒီငရေခံပြီးနတ်ပြည်ခံပဲရှုတာအဲ့ဒါရှုသွားနတ်ပြည်ခံပြီးမှသာဗျာမာခံပြီးမှသာလင်နဲ့ခုနလူဘွားလည်းကဏကြည်တယ်ငရေကန်းတွေကလည်းကဏကြည်တယ်လူဘွားလည်းကဏကြည်တယ်နတ်ပြည်၆ထားလည်းကဏကြည်တယ်ဒီလိုတော့သူအရှင်းနဲ့သူတက်သွားအရှုခံနေမကုံသမျှကာလပုံဝေရတဲ့ကိစ္စမှာကိုအတိတ်ကလှုပ်လာတဲ့အကျိုးတရားဒီအကျိုးတရားရဲ့ဖြစ်ရရတယ်ဆိုတော့ဒိဋ္ဌိအမြင်မပြည့်ဘူးလို့ပုဂ္ဂိုလ်တ attva အနေအတ္တတွေစွဲနေတဲ့အတွက်ဒီအတ္တရဲ့အကျိုးအနှစ်အယူဆမှက်ခါရတာကျိုးပြုလာနော်ဒါကြီးတွေကမှဒီသဘောလေးပြီးပါဘုံကြီးဖြစ်လဲမလွယ်လောက်ဒကာကြီးတွေဒကာမဖြစ်လဲမလွယ်လောက်ဘာဖြစ်ဖြစ်ပုဂ္ဂိုလ်တ attva မှန်ရင်အကုန်လုံးအခုနေအချိန်ခါအခွင့်အရေးဆိုတာဒကာမတွေကောင်းတဲ့ဘဝရောက်လာတဲ့အချိန်ခါမှာဒီအခွင့်အရေးတွေရနေတယ်ရနေတဲ့အတွက်ကြောင့်ဝိပဿနာအခွင့်အရေးရှိပြီးသွားလို့ဒီငရဲဆေးဖို့เสียဒါကြီးတွေနော်ဆေးဖို့เสียတခါလေးတဲ့ဂျိုင်းဘဝနေဟိုကတန်ယူထိုးပြီးအောက်ကမီးတိုက်တာဘာတွေဖြစ်လို့လဲဒီလိုလဲတွေ့နေရဒီလိုလဲဥစဉ်ခန္ဓာကုကံတခါလေးဥစဉ်ပိုက်ကိုတခါတန်လေးနဲ့ထိုးတာ
တန်လည်းရထိုးထားတယ်ဆိုတဲ့ကိစ္စတို့ကဘာဖြစ်လို့လဲဒါဆိုဩငရေပဲတဲ့တည်ရင်တော့ငါတော့ဒုက္ခရောက်မှာပဲအာငါမကျင့်ဘူးဆိုရင်ဘယ်နဲ့လို့တော့မှာမလဲဒါကြီးကမကျင့်ဒီလိုဖြစ်စီနေတဲ့ဘဝဖြစ်နေရတယ်ဆိုမလွယ်ပါဘူးဆိုတန်လည်းရုပ်လေအာဘောဇာညာနဲ့တခါတည်းဝိပဿနာညာနဲ့အားထုတ်လိုက်တန်လည်းရပြောလို့ပြပွားတက်လာပြီလားဝိပဿနာညာကိုအာဘောဇာညာနဲ့ရှုပလိုက်အာဘောဇာအနိစ္စညာနဲ့ရှုပလိုက်ပွားတက်လာပြီတန်လည်းတွေဩဝါယဝိဇာနဲ့အပြက်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 တခါတည်းပတိဝိဇာညာနဲ့ထုတ်လိုက်တခါအမှုတ်ကြီးဖြစ်ခါတဲ့ကုံသွားတယ်ပဲခါကြီးတွေဒါပါလေဝိပဿနာအယူကြီးဟမ်ကုံသွားတာဒါကြောင့်ဝိပဿနာညာအထုပ်ပါလို့ဦးဇင်းကပြောနော်ဝိပဿနာညာမသိမြကာလပလုံးကိုယ်ခန္ဓာကြီးကိုအမှန်လုံးသွင်းဒီသဘောတွေမှတ်ထားအဲ့ဒါငရေကံဒီနေ့မှငါတခါမှမဟောဘူးဟောတော့ဟောတယ်ဦးဇင်းကငရေကံပြီးတော့နတ်ပြည်ခံနဲ့ရှိပြီတဲ့နော်နတ်ပြည်ခံဆိုတော့သုခတိဘက်ကဆံလုပ်ငန်းအခန်းတစ်ခုပေါ့အဲ့ဒီအခန်းတစ်ခုကနေပြီးတော့ရှုပေါ်သွားတော့ဟုတ်လားဘုံဘဝတစ်ခုရရှိတဲ့အခွင့်အရေးဘာတစ်ခုမှမကောင်းပါလားကုသိုလ်လည်းမကောင်းအကုသိုလ်လည်းမကောင်းဒီကုသိုလ်အကုသိုလ်လွတ်အောင်ဘယ်လိုနေရဒီစိတ်ဖြစ်ရောဟမ်တခါကြီးတွေကမှဒီလိုတခါကြီးတွေကမှဒီကုသိုလ်နဲ့လှုပ်လို့ရှိရင်ဒီကုသိုလ်နဲ့ပူတွဲလို့လည်းအိုရတာလည်းမဆုံးဘူးနိုင်ရတာလည်းမဆုံးအပယ်လည်းမလွတ်ပါလားကုသိုလ်ဆိုတဲ့အကုသိုလ်ဘက်ကဆံရလုပ်ငန်းကလည်းကျိုးပြုတဲ့ခါဒီကုသိုလ်လည်းမလို့ဒီရောဒီအကုသိုလ်လည်းမလို့ဒါအမြင်နဲ့ဒုက္ခကြီးပါလားဒီဒုက္ခဒီအဖြစ်မျိုးဒီအမြင်မျိုးကလွတ်အောင်ဘယ်မှာသွားနေရအောင်စိတ်ကကြောနေဒီနေ့ဒီနေ့ဆိုရင်လည်းဒီလိုပဲငုတ်ထားကြောက်နေဟမ်ကြောက်နေသူများကိုလည်းစကားပြောရရင်လည်းကြောက်တယ်ဘယ်သူပုဂ္ဂိုလ်လာပြီးတော့စကားပြောရင်လည်းကြောက်တယ်ကြောက်ပြီးငရေကြမှာပြောလို့သူတို့စကားပြောကိုလည်းငရေကြမှာဆိုတော့လားဩဒါကြီးစကားမပြောကြည့်အဲ့ဒါဖြစ်တာဒကာကြီးတွေကမှကြီးစကားမပြောခြင်းတော့စကားပြောရင်ဒီပေါ်မှာဇာတိပြည့်စုံငရေကြအောင်မလားအဲ့တော့အခုပြင်းစားဒီငရေတွေကြတဲ့စဉ်ကကိုကတွေ့မြင်လာပြီလေကိုဘောကိုဘတွေ့နှောင်းဒီလိုဖြစ်အောင်မလားဒီအဖြစ်မျိုးကိုလွတ်အောင်ဘယ်မှာသွားနေရမလဲလွတ်တဲ့နေရာကိုရှာနေတဲ့အခါကျတော့ဒကာကြီးဒါနိဗ္ဗာန်ကိုရှာနေဒကာကြီးတွေကမသိတော့အေးနေတာပေါ့လေတော့ဒကာမကြီးတို့မသိအေးနာငါအိမ်မှာငါနေတာပဲဟာငါအိမ်မှာငါနေငါချမ်းမှာငါနေတာပဲဟာဘာလဲဒါပေါ့ဦးဇင်းတို့ကရည်တာပေါ့ဒီအသိမြင်ရောအဲ့ဒါကြောင့်မို့ဒီအတွေ့တွေကိုတိတိကျကျကြာကြာနာကနာအဲ့ဒါသိအောင်ကြိုးစားဒီအမြင်တို့ပြောက်ဝိပဿနာဉာဏ်မှရဟမ်ဘုညာရမှာမဟုတ်ဘူးဝိပဿနာဉာဏ်နဲ့ဒီငရေတွေကိုမခုတ်တတ်လိုက်ဘူးလို့ဆိုဘယ်နဲ့လုပ်မလဲဝိပဿနာအမမြဲဘူးလားဒီဒါကြီးကမမြဲဘူးလားပုတ်ပွားပြောခုနငရေမခံနိုင်တော့ဘူးကာရဲသူကပြက်တယ်အကုန်လုံးပြောင်ထွက်သွားနောက်ပေါ်လာတယ်နောက်ပြောကြာငရေမရှိတော့ဘာကြောင့်ဒီလိုငရေရှိထနဲ့အစာတော့အများကြီးပဲငရေရှိတာဘုရားပြောတော့မကောင်းမြင်ကြီးနောက်ကျိန်ပိုက်ငရေကျိန်ပိုက်ငရေဆိုတာအဲ့ဒီကကျိန်ကြီးထဲမှာလေပိုက်ယူသူများဆွဲတာအဲ့ပြင်းလို့မလို့ဘူးဟိုတက်လိုက်ကျိန်ဂျူးတွေပတ်အော်ရန်ပစတိဟာတာလည်းရှိတယ်ဒီခါဟိုဘက်ကြလိုက်အောင်မလို့ရောအဲ့ဒါတော့ကျိန်ပိုက်ကတော့ကြည့်ရတာအချောင်းကတော့သိပြီးတော့မကြီးကြီးပဲပါတော့ကျိန်ပိုက်ငယ်ကျိန်နှမတတာပိုက်ဟိုငါးများဟိုတတ်တော်များပိုက်မိတယ်လို့မထွက်လို့မရအောင်ထိုးတာအဲ့ဒီပါထိုးတော့စိတ်လေးကြည့်တော့သမာဓိရဲ့အကောင်းတော့ထိုငရေအကောင်ကြီးကိုခါရကြည့်ရစိတ်မြင်ဖြစ်အဲ့ဒါခါတဲ့ကျိန်ပိုက်ငယ်ယူတခါဝိပဿနာဉာဏ်နဲ့အောက်လိုက်တာ
တေဇောဝိပဿနာဉာဏ်နဲ့ဩတာမီးလောင်တာတခါလေအဲ့ဒီကြိမ်ကြီးကုံသွားပြန်တယ်ပဲတခါကြီးတွေတခါမကြီးကုံသွားကိုယ်ခန္ဓာကိုလည်းကိုယ်ဒီလိုပဲတေဇောဝိဇ္ဇနာဘောနာဖြစ်ပြနေချတယ်ဒါကြောင့်ဝိဇ္ဇညာလေးမျိုးအနိစ္စဝိဇ္ဇညာဒုက္ခဝိဇ္ဇအနတ္တဝင်ဒီလိုမဟုတ်ဘူးအာဘောဝိဇ္ဇညာတေဇောဝိဇ္ဇညာပထဝီဝိဇ္ဇညာဝါယောဝိဇ္ဇညာတွေညာနဲ့ချအာဘောအတုပတေဇောအတုပဝါယောအတုပပထဝီအတုပဒီလိုအဲ့ဒါညာသိပြီးကြဝိဇ္ဇညာကြီးတွေလောကကြီးကိုတခါလေဒါကြောင့်မို့တရားကြီးတွေကမှမြတ်စွာဘုရားကမ္မထာတို့တခါကျတော့သူအရင်ကျွန်းတဲ့ပထဝီဆိုရင်တေဇောဝိညာတေဇောကတိုင်းဝင်ပြီးတော့အဲ့ဒါငကားကြီးတွေသူတို့ရဲ့ကိုထည့်ပြီးတော့မြတ်စွာဘုရားယူတာတိတာကိုကြားဘူးခုနဝိဇ္ဇညာတေဇောဝိဇ္ဇညာအကောင်းတော့ဒီငကားသိတော့မှကြားတယ်တတိယတွေကထည့်ဘုရားကတော့တတုကိုတော့တတိယတွေကထည့်တယ်ငကားရတဲ့ငကားရမြတ်စွာဘုရားသူကရံမှုမြတ်စွာဘုရားတေဇောဝိဇ္ဇညာတေဇောဝိညာဏတော့ဝင်ကစားပြီးတော့ဒီငကားကြီးကိုတခါမလုံနိုင်အောင်အားထုတ်လိုက်အဲ့ဒီငကားကြီးကဘာမှမတတ်နိုင်ဘူးဘာမှမတတ်နိုင်တတိမှထဲတာဒါကြောင့်မြတ်စွာဘုရားရဲ့တရားတော်ဆိုတာမြတ်စွာဘုရားဂုဏ်ဆိုတာအင်မတန်ဥစဉ်ဖို့မှာတော်ကြီးညိုတယ်လောကမှာမရှိဒါကြောင့်ဒီဣဆတစ်မျိုးလေးရှိပါတယ်ဒီဣဆဘယ်ဣဆမှာဒါကြောင့်ဘုရားဂုဏ်သိအောင်ဝိပဿနာဉာဏ်သိမှဘုရားဂုဏ်သိနော်အဲဒါကြောင့်ဥစဉ်ကတင်ပြငရေကန်းနဲ့သူဥစဉ်ကဟောရတယ်ဒကာကြီးဒကာမကြီးအဲ့ဒီအခန်းကအစိုးရကနေပြီးတော့အခွင့်မပြုဘူးစာအုပ်ထုတ်မရအဲ့ဒါထုတ်လိုက်ရင်ဆိုရင်တော့သိစာအုပ်ကများသိဝယ်အဲ့ဒါထုတ်ခွင့်မရစက္ကုံဥဒ္ဒပါဠိကိုထုတ်လိုက်တာအနေချင်းလင်းခါရွတ်တဲ့နေရသုံးရွတ်ထုတ်လိုက်တာအဲ့ဒီစက္ကုံဥဒ္ဒပါဠိအဲ့ဒါကြောင့်သူတို့ကြည့်တော့သူတို့နာမည်ကြည့်တော့လာကြတာကောင်းပါပြီသူကလာကျင့်ကြငါတို့အခါကကျင့်ဖို့ကိစ္စလုပ်ငန်းကနေပြီးတော့ပြသနိုင်ဖို့ကိစ္စလုပ်ငန်းအရေးကြီးဆုံးပဲချင်းများကြောက်လို့အချင်းများအကုသိုလ်လို့ကြောက်လို့ကောင်းတဲ့ပုဂ္ဂိုလ်လည်းလာတယ်မကောင်းတဲ့ပုဂ္ဂိုလ်လည်းလာတယ်လာရင်ကျင့်ဖို့ကိစ္စလုပ်ငန်းဆိုတဲ့လုပ်ငန်းကိုကျင့်နိုင်ဖို့အားပြုရသူများပစ္စံပေးမှပစ္စံပေးတဲ့ပုဂ္ဂိုလ်အသားပေးတယ်ပစ္စံမပေးတဲ့ပုဂ္ဂိုလ်အသားမဒီလိုမတိုက်ဘူးအဲ့တော့တရားဓမ္မသဘာဝဆိုအပေသံနိုင်ကလွယ်တဲ့ကိစ္စမှာဝိပဿနာဉာဏ်ရမှလွတ်တယ်တတ္တဝါတွေကိုတဏှတာဒီစိတ်လေးရှိစေရမယ်မေတ္တာကရုဏာမုဒိတာဥပေက္ခဒါဗျမ္မာဝိဟာရအကျင့်ဆိုတာဗျမ္မာဝိဟာရတတိဆိုတဲ့တတိဝိဟာရနဲ့နေတဲ့အဲ့ဒါကုသိုလ်ဘက်ကဆိုင်ရာလုပ်ငန်းဟုတ်လားမြင့်အဒေါသလို့ဟိုအနှိမ့်မြင့်ထားเสียမလို့တရားရေးဘက်ကဆိုင်ရာလုပ်ငန်းများအပေတန္တရာမလွတ်မြောက်ဖို့ကိစ္စအတွက်အားပြုပြီးတော့ပြိပလုပ်ငန်းလုပ်နေတာခုနပြိပလုပ်ငန်းလုပ်နေတာဆိုတဲ့ကိစ္စဆိုတာကတော့ခုနစီးပွားရေးအလုပ်လို့လုပ်တာပါဒါကြောင့်ဥစဉ်တွေကကိုကပြောတယ်ပฏิပတ်လုပ်ငန်းဆိုတဲ့ကိစ္စတခုအဖြစ်ဆိုကြောက်ပြသနိုင်ဖို့ဒါပြသနိုင်လို့ရှိရင်သူ့ဘာသာသူလာတာပဲအခုတော့ဒီလိုမဟုတ်ဘူးတခါတည်းဝိပဿနာပြတ်တော့မလို့ဆိုပြီးတော့ဥစဉ်ကဝင်ကင်လိုက်တာပါပဲအဲ့ဒါကြောင့်ဥစဉ်စိတ်ကသူများစိတ်နဲ့မတူဘူးဒကာမကြီးတွေအတွက်အဒေါသမေတ္တာနဲ့ဒကာမကြီးတွေအတွက်အမောဟမေတ္တာနဲ့ဒကာကြီးမှရအမောဟမေတ္တာနဲ့ခုနကရုဏာမုဒိတာဟုတ်လားဥစဉ်အတွက်ဥစဉ်ကဖုံးကြည့်အောင်လုပ်တဲ့အလုံးမဟုတ်ဘူးဒကာတို့ဒကာဘောတန္တရာခီးတစ်ခုမှာအခုလိုကြုံတွေ့ရတဲ့မြတ်စွာဘုရားကြီးသာသနာတော်ကြီးကိုဒိဋ္ဌိဆိုတဲ့မိစ္ဆာအမြင်နဲ့အုပ်ချုပ်မှုကိစ္စလုပ်ငန်းအဖြစ်သို့ကျွတ်ထွက်လွတ်ထွက်သွားရကိုကျွတ်ထွက်လွတ်ထွက်ရတဲ့သလိုအများလဲဤသည်ဤနည်းဤတန်လွတ်ထွက်ပါစေဒါကြောင့်အပင်ပန်းခံပြီးတော့တပည့်လက်သားနဲ့စုပေါင်းအလုပ်လုပ်နေရ
အခုတပည့်သားလေးဆိုတဲ့ကိစ္စတို့ကသူကတမျိုးဖြစ်နေတော့ဦးဇင်းကဝင်ကန်ရတာပါအဲ့တော့အဝေးကရံသူကိုမကြောက်အနားကရံသူကိုကြောက်နေရတယ်ဒီသဘောတွေကိုသိထားဒကာကြီးတွေဒကာမကြီးဦးဇင်းကတင်းတင်းပဲပြောတယ်အဲ့ဒါကြောင့်ဒကာကြီးတွေဒကာမကြီးအခုသာသနာလာကျင့်ရတယ်ဆိုတဲ့ကိစ္စလုပ်ငန်းဆိုတာရုပ်နဲ့နာမ်သဘောလက္ခဏာအတိအကျကြကြနနဂဂနနမြင်တွေ့သွားလို့ရှိရင်ဥစဉ်မှလည်းကျိုးရှိတယ်ဥစဉ်ကဘာဖြစ်လို့ပြလို့မှားတော့မှလည်းဥစဉ်ကလည်းကြောက်အဲ့တော့ကြောက်တယ်လို့ဆိုတော့ဥစဉ်ကကိရိယာနဲ့မရှင်းရှင်းနဲ့မဉ္ဇဉ်ဘုံညာအကွက်တို့ရောက်နိုင်တဲ့အရှုခံဆိုတဲ့အဖြစ်ဆိုရအောင်ကြိုးစားပါဒီနေရာမှာမဉ္ဇဉ်ဘုံညာဆိုတာအရေးမဆက်အောင်နဲ့မဉ္ဇဉ်ဘုံညာရောက်ဖို့ဝိပဿနာအမြင်လက္ခဏာသဘောအရရတော့အတိကပုဂ္ဂိုလ်တ attva တွေဆိုတဲ့အမြင်မျိုးပြုတ်သွားဝိပဿနာကြာကြီးကြာမှုကိစ္စလုံငန်းအဖြစ်ကြာနိုင်တဲ့ကိုဘယ်လိုပေါ်လာတဲ့အရှိကံကိုဘယ်လိုအရှိညာနဲ့ပြမလဲဆိုတာဒါပဲအရေးကြီးပါဒါကြောင့်ဥစဉ်ကတင်ပြဒါကြောင့်မို့အင်မရန်ကရုဏာလာအောင်လို့အခုညီကိုမောင်နှမတွေပဲအတိတ်ကလည်းညီကိုမောင်နှမတွေဖြစ်တာပဲအော်တွေ့ရဘဝတွေများများကြည့်တော့ဒီဘဝတွေနဲ့တူပါပဲကိုယ့်အတွက်လောဘအတွက်နဲ့ကိုယ့်အတွက်ဒေါသအတွက်ကိုယ့်အတွက်မောတမျိုးလေးကိုမယူဦးဇင်းကိုလည်းစားနိုင်တယ်မဟုတ်ဘူးဒကာကြီးတွေကကျွေးနေတာပဲဒကာကြီးတွေဦးဇင်းတော်ပြောနေတော့ဟာကြီးတွေဟာနေတော့ကိုပြောမကောင်းဘူးလားကောင်းတဲ့ဟာကြီးတွေပြန်လာကျွေးတာပဲတစ်ခါတစ်ခါလေးတည်းမကောင်းတဲ့ဟာလည်းပါမှာပေါ့ဟုတ်လားအတေးတုန်းကဦးဇင်းကျွေးရတယ်ဆိုတာပိန်ယုံနဲ့ပဲအရင်ယူကိုကျွေးတာကိုယ်တိုင်ချက်ဒီလိုစိတ်ကလည်းအင်တန်တန့်ရှင်းကိုသို့တော်လည်းဦးဇင်းကြောက်လို့လားစားလိုက်လို့ရှိရင်ဖြင့်အိမ်မှာစားလာပြီးပါဗျာတတိတော့မစားတော့ဘူးဗျာစားပါဦးလေကွာသိစားလိုက်ရင်ခုနအိမ်မှာစားလာတယ်စားရတယ်နောက်ဒီဘက်ကကျတပကံနှစ်ပကံသုံးပံကုန်ပြီဦးဇင်းမေတ္တာကြောက်ရှိပါတယ်မှတ်ထားပါဘယ်တော့မှဒကာကြီးမစားနဲ့ဒီကောင်ကြီးကဘာစားလာလို့လဲမကျွေးပါနဲ့ဒီလိုစိတ်မရှိပါဘူးသို့တော့ဝိပဿနာဆိုတဲ့ကိစ္စလုံငန်းကျင့်မှုကိစ္စတန်ဝန်တော့ဥစဉ်သူ့ကိုပိုထက်ပိုပြီးတော့အရှင်းမြင့်သောအာယုံဖြစ်သွားရင်ဒီတော့လုပ်ရဒီသဘောတွေရှိပါတယ်လို့နော်တခါကြီးကိုယ်ကခွေးရင်ပြုလားမှရှုပ်ရှက်နေဥစဉ်ဆိုတာတိတ်တော့ဒီခွေးနေတော့ပဲရမယ်ဒါကြောင့်ဥစဉ်ကတတ်တော့အကုန်လုံးတမန်အသက်ရှိသောတ attvaသွားလာရွေ့ချသောတ attva ဒီလိုရွေ့ချသွားလာမှုမြဲတဲ့တ attva မမြဲတဲ့တ attva အနည်းနဲ့ရှိသောအဝေးနဲ့ရှိသောရှည်သောတ attva ပုတ်သောတ attva အတူအရှိတ attva ထင်ရှားဖြစ်ပေါ်ပြီးတ attva ထင်ရှားဖြစ်ပေါ်ပြီးတ attva ဘုံဘဝအခုနဲ့ဖြစ်စေတည်စေဖြစ်နေတဲ့တ attvaကျမ်းမာပါစေချမ်းသာပါစေလူဘဝပြန်ရောက်တော့တရားကျင့်နိုင်ပါစေတရားအထုတ်နိုင်ပါဒီလိုပါဒီလိုအဖြစ်သူမှဆိုင်ဆိုင်မြိုင်မြိုင်မှဥစ္စာအဲ့ဒီမေတ္တာအနေနဲ့ဗျာမဝိဟာရတရားတွေကိုကျင့်နေတာသူတို့အတွက်တွေပါဒကာမကြီးတွေဒကာမကြီးတွေအဖို့လူပြန်ပြီးတော့ပို့ပြီးအရှင်းတမ်းမြအောင်ဥစ္စာအဲ့ဒီမေတ္တာပို့တော့ဒါပဲရှိတယ်ဒကာကြီးတွေဒကာမဒါကြောင့်ဥစ္စာတင်ပြရင်ယနေ့ဟောပြသွန်သင်ဆုံးမဩဝါဒပြရတဲ့နေ့တင်ကြောင့်ဒကာတို့ဒကာမတို့ဘဝတာခရီးတစ်ခုကနေကုသိုလ်အကုသိုလ်နှမျိုးရှိတဲ့အကောင်းဘက်ကဆိုင်ရာလုပ်ငန်းနဲ့စေတနာရှိသွားပြီးတော့စေတနာကံအမိယူကခန္ဓာ၅ပါးအကျိုးတရားရရှိကြပြီးရရှိတဲ့အခွင့်အရေးတွေကိုတိကျကျကျနာဝိပဿနာဉာဏ်တို့ဖြင့်အကျိုးပြီးတော့ပုဂ္ဂိုလ်တ attva အမြင်မျိုးအယူဆမိစ္ဆာအမြင်တွေချုပ်ွယ်လို့နော်တရားကြီးတွေကမှကြီးတမန်အမြင်ဝိပဿနာတမာဒိဋ္ဌိဆိုတဲ့ရှိသွားပြုနိုင်ပြီးဝိပဿနာအမြင်ဉာဏ်အကျကျထိန်ကြနိုင်ပြီးဝိပဿနာဤအထောက်ကူမဲ့ဉာဏ်ဘုံဉာဏ်ပေါက်လို့နိဗ္ဗာန်ဆိုတဲ့အစဉ်စဉ်ကိုမျက်မှောက်ပြုနိုင်ရောက်နိုင်ပေါက်နိုင်တဲ့ကိုဖြစ်ကြရောက်ကြမျက်မှောက်ပြုနိုင်တဲ့ကိုဖြစ်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုပါဗျာ